ဆိုတော့တနိုင်ငံလုံး2008ရှေ့ဦးရဲ့အာနာကဘဒုလက်ထဲမှာလဲမင်းအောင်လှိုင်လက်ထဲမှာဒါကြောင့်မင်းအောင်လှိုင်ပုတ်တာโอเคဘဒုလက်ထဲမှာလဲမင်းအောင်လှိုင်လက်ထဲမှာဘဒုလက်ထဲမှာလဲမင်းအောင်လှိုင်လက်ထဲမှာ2008ရှေ့ဦးကဟမ်နင်တို့ကလက်ပြုတ်ကြီးရှိုးပါတယ်ဆိုနင်ကပိတ်ကလက်ပြုတ်ကြီးကိုပြုတ်လုံနေတော့ငါလည်းမတတ်နိုင်ဘူးထပြောမယ်ပြည်သူအာဏာပြည်သူလက်ထဲမှာရှိသလားမရှိသလားခေါင်းစဉ်မှာပဲပြည်သူအာဏာပြည်သူလက်ထဲမှာရှိတာโอเคကာကွယ်ရေးဦးစီးချုပ်ခေါင်းဆောင်နော်ဒုကာကွယ်ရေးဦးစီးချုပ်ပြည်သေးရေးဟမ်ရဲကစစ်တပ်ကိုလန်ရဲတဲ့ကောင်ရှိလားရဲထဲမှာတော့စစ်တပ်ကအခုဆိုလို့ရှိရင်ရဲထဲမှာတော့စစ်တပ်ကလူတွေကိုပြန်ပြီးအုပ်ချုပ်ခိန်းထားတယ်ရက်ရေးရရေးခေါင်းဆောင်ရက်ကွက်ဥက္ကဋ္ဌနော်မြို့နယ်ဥက္ကဋ္ဌအကုန်လုံးစစ်တပ်ကလူတွေဖြန့်ပြီးခိန်းထားတယ်ဒေါ်ဆစုကြည်လက်ထဲကလေးကသူတို့ခိန်းထားတာအခုလည်းခိန်းထားတယ်ပိုတော့ဆိုသွားသေးတယ်ဒေါ်ဆစုကြည်လက်ထဲပါလာမှာပြည်သူကရက်ကွက်ဥက္ကဋ္ဌရက်ကွက်လူကြီးမကြိုက်ဘူးနော်ပြည်သူဘယ်နှယောက်ရေးတင်ရင်ဒေါ်ဆစုကြည်ကဖြုတ်ခွင့်ရှိတယ်လှုပ်ပေးသေးတယ်ရက်ကွက်လူကြီးလက်စားနေတယ်ရက်ကွက်လူကြီးမတရားလုံနေပါလေဆိုရင်ငါတို့ပြည်သူတွေကဘယ်နှယောက်မကြိုက်ပါဘူးရက်ကွက်လူကြီးရဲ့အပြစ်ကဒါပါဒေါ်ဆစုကြည်တင်တောင်းဒေါ်ဆစုကြည်ကဖြုတ်ခွင့်ရှိသေးတယ်တမရယူဖြုတ်ခိန်ပြီးတော့မှဖြုတ်ခွင့်ရှိသေးတယ်ဟဲ့ငါအခုတော့ဘယ်မှာလဲရက်ကြီးရွာကြီးနေလို့ပြောတာပြည်သေးရေးရတော့သွားရောပြည်သေးရေးမင်းအောင်လည်းတေးဆိုတေးရှင်းဆိုရှင်ဟိုက်တတိဆိုဖေမာကုန်းပေးတဲ့အကောင့်တွေကိုခွမ်းလာတာဆိုတော့ပြည်သူအာဏာပြည်သူလက်ထဲမှာရှိရလားအဆုံးတက်မှာပြည်သူအာဏာပြည်သူလက်ထဲမှာရှိရလားမင်းအောင်လည်းဆိုတဲ့စောက်ပုလက်ထဲမှာရှိတာလားဆိုတော့ပြန်စဉ်းစားစစ်တပ်လက်ထဲမှာတော့ရှိတာမဟုတ်ဘူးစောက်ပုလက်ထဲမှာရှိတာအဲ့စောက်ပုနဲ့စောက်ခေါ်မလက်ထဲမှာရှိတာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်ကျွန်တော်ရဲ့ channel ဆိုရင်နေ့စဉ်နဲ့ဥတိုင်းရင်းနဲ့ပတ်သက်တဲ့ဒီကုတင်ကိုဒီပတ်သက်ဖြစ်တာမှာကျွန်တော်ရဲ့ channel ကို like subscribe လုပ်ပေးပါကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုပြီးဖွဲ့လိုက်တဲ့အဖွဲ့မှာသူကလူ12ဦးနဲ့ဖွဲ့တယ်ဒါနောက်ဆုံးအကောင်းဆုံးအကြီးဆုံးကိုချုပ်လိုက်မဲ့12ဖွဲ့ကိုပိတ်ပြီးဖွဲ့လိုက်တာဖွဲ့လိုက်တော့အဲ့လူ17ယောက်နဲ့ဖွဲ့လိုက်တယ်ပေါ့ဆိုတော့တမရကြီးကဥက္ကဋ္ဌပေါ့ဒါကတော့တမရကြီးကဥက္ကဋ္ဌမှမပေးအပေါ်ကရှေ့ဦးရဲ့အပေါ်ကဟာတွေအကုန်လုံးရှီကုန်းလိုက်မှပဲရမယ်ရှေ့ဦးရဲ့အရှေ့ဟာတွေဆိုတော့နံပါတ်1ကတမရကြီးရဲ့ဥက္ကဋ္ဌတဲ့နံပါတ်2ကတော့ဒုတမရနဲ့နောက်တမရတစ်ယောက်ပေါ့နော်ပြည်သေးရေးလွတ်တော်နဲ့အမျိုးသားရေးလွတ်တော်ဥက္ကဋ္ဌဆိုပြီးတော့မှ2ယောက်ပို့လိုက်တယ်ပေါ့နော်ဆိုတော့အားလုံးအပေါ်မှာစုစုပေါင်း9ယောက်ပေါ့9ယောက်ဒါ NLD ဘက်ကလူ9ယောက်အဲ့9ယောက်ထဲမှာ1ယောက်တော့ကျွန်တော်တို့မပါဘူးခဏနေဆက်ပြောမယ်နော်1ယောက်တော့မပါဘူးဆိုတာဘာဖြစ်လို့ဆိုဒုတမရ1ယောက်ကစစ်တပ်ကခန့်တာဆိုတော့တမရ1ယောက်ကကျွန်တော်တို့ဘက်ကခန့်တာတမရ1ယောက်ကစစ်တပ်ဘက်ကဖန့်တာဆိုတော့ကျွန်တော်တို့အပေါ်မှာဖွဲ့စည်းထားတဲ့9ယောက်မှာကနော်2ယောက်ကစစ်တပ်ဘက်ကလူပဲအောက်မှာစစ်တပ်ဘက်ကလူတွေကြီးပဲထပ်လာမယ်နော်စစ်တပ်ဘက်ကလူတွေကြီးပဲထပ်လာမယ်ဘာဖြစ်လို့ကျွန်မအဲ့လိုပြောနိုင်တယ်လဲဆိုတော့ဒီနေ့နော်ဒီဂျားလူလိုဖြစ်နေတဲ့ဥရွှေမန်းကျွန်မတို့အမေစုထောင်ကြတဲ့အချိန်မှာအမေစုလက်ထဲကိုအမေစုစီကိုမထောက်ခံခဲ့ဘူးနော်ဥခေအောင်မြင့်လုံးဝကျွန်မတို့ဖက်ကိုမထောက်ခံခဲ့ဘူးကျွန်မတို့ပြည်သူလူထုတွေတလောက်တက်ခံ PDF တွေတလောက်တေးနေတဲ့အချိန်မှာဥရွှေမန်းကနာမည်အတိမ်မဲ့ရွှေမန်းကနေတယ်နော်ဂျားလူ2ယောက်ကဘာလို့အားကြောင့်ကျွန်မခုနတော့ကဒေါအောင်ဆန်းစုကြည်17ယောက်ဖွဲ့စည်းလိုက်တဲ့အဖွဲ့အစည်းထဲမှာဒေါအောင်ဆန်းစုကြည်တို့ဖက်ပါမယ်ကျွန်မတို့ဖက်ကိုပါမယ်ဆိုတဲ့လူက3ယောက်ပဲရှိရဲ့ဗျနော်အဲ့3ယောက်ထဲမှာတော့မှမသေးချာဘူးဘာဖြစ်လို့လဲဆိုဂျားလူတွေနဲ့ခံနေတဲ့ဒီဥရွှေမန်းနဲ့ဥခေအောင်မြင့်ကလက်ရှိကျွန်မတို့ဒီနေ့ဒီအချိန်မှာကျွန်မတို့ဖက်ကိုမပါလာဘူးကျွန်မတို့ဖက်ကိုမပါလာဘူးအဲ့နှကောင်ကိုပြောတယ်နော်တူအသက်ကြီးမကြီးစောက်တုံးမကြတဲ့အကောင်ကိုစောက်တုံးမကြဘူးပြောတာရွှေဥကြီးမကောင်းတဲ့ဟာကိုလက်ဥကြီးကိုကိမ်ပြီးတော့မှလက်ဥကြီးကောင်းပါလေအော်နေသေးတယ်အောက်တန်းစားတသိက်ကိုအဲ့လက်ဥနဲ့နေလို့စောက်ခွက်ကိုလာပေါက်သွားတာရှင်းလား2008လက်ဥကြီးကိုကိမ်ပါပြီးတော့မှကောင်းပါလေအော်နေတယ်နေတို့တွေကိုငါအဲ့2008လက်ဥကြီးနဲ့လာကိမ်ပေါက်သွားတာโอเคဆိုတော့အဲ့မှာ9ယောက်မှာကာကွယ်ရေးဦးစီးချုပ်ကတဲ့ဒုကာကွယ်ရေးဦးစီးချုပ်ငါအောက်ကနေနော်ဒီကာကွယ်ရေးဖက်ကိုဒီနိုင်ငံတော်ရဲ့အဖွဲ့ကိုအုပ်ချုပ်လိုက်တဲ့ထက်မှာကာကွယ်ရေးစစ်ဦးစီးချုပ်ပါတယ်ဒုကာကွယ်ရေးစစ်ဦးစီးချုပ်ပါတယ်ပြည်ထရေးဝင်ကြီးပါတယ်နေဆက်ရေးရဝင်ကြီးဌာနပါတယ်ဆိုတော့တင်းရင်သားတွေဒေါ်ဆန်းစုကြည်ကကျမကိုမကြည့်ဘူးကျွန်တော်ကိုမကြည့်ဘူးဘယ်ကိုမကြည့်ဘူးပြောတော့နင်တို့မကြည့်ရဲ့အကြောင်းရင်းက2008ရှေ့ဦးလက်ပြူကြီးကိုနင်တို့ကြိုက်ပြီး COC ဆိုပြီးလက်မှတ်တွားထိုးထားတော့ဒေါ်စုကနင်တို့ဘယ်လိုကြည့်မှာတော့ဟဲ့ငါပြောပြီနော်ငါစာမတက်ခင်တော့ကတော့ငါဒါတွေပြောလို့မရဘူးအခုငါစာတက်ပြီနင်တို့ပြောတဲ့စာအုပ်တွေကိုငါဖင်လန်မြန်မာနိုင်ငံရဲ့အကြောင်းတမရတွေရဲ့အကြောင်းဖင်လန်ကောင်းတော့ငါဖတ်ပြီနင်တို့ဖတ်ပြီတနေ့ချင်းတနေ့တပတ်ကိုတစ်ချက်နင်တို့လာစော်မယ်
တပတ်ကိုတစ်ချက်ဒီလိုဝစ်ပြီးလာစောမယ်ဘာလို့ဆိုတော့ပြည်သူတွေသိမှရမယ်မသိလို့မရဘူးနော်ဆိုတော့အဲ့17ယောက်ဖွဲ့စည်းရဲ့ထဲမှာတမရရဥက္ကဋ္ဌဒုတမရ2ယောက်တမရဒုတမရ2ယောက်ကပြည်ထဲရေးလွတ်တော်အမျိုးသားရေးလွတ်တော်နော်တမရကြီးဒုတမရ2ယောက်မှာ1ယောက်ကမင်းအောင်လိုက်ခန့်တာ1ယောက်ကကျမတို့ဘက်ကခန့်တာโอเคနော်အဲ့မှာအပေါ်ဘိန်းမှာ9ယောက်အောက်ဘိန်းမှာက17ယောက်မှာ9ယောက်ကကိုလူလိုပေါ့ကွာအဲ့ကိုလူလိုထဲမှာခွားထိုင်ခွေးပြုတ်အစီပေါ်2ယောက်ကပါတည်တယ်နားတော့နော်ကိုလူလိုထဲမှာခွားထိုင်ခွေးပြုတ်အစီပေါ်ဆိုတာဘယ်လိုကောင်မျိုးကိုခေါ်တာလဲဆိုအဲ့ရွှေမန်းလို့လိုမျိုးဥခေအောင်မြင့်တို့လိုမျိုးခွားထိုင်ခွေးပြုတ်အစီပေါ်ခွားတိုင်ခွေးပြုတ်အစီပုံဆိုဘာလဲသိလားဒါအုတ်တဲ့ဟုတ်လား NLD တာရင် NLD ဖက်ချောမယ်စကားစားတာရင်စကားဖက်စားဖက်ကိုချောမယ်ဟိုဘက်ကိုချောလိုက်ဒီဘက်ကိုချောလိုက်ခွာထိန်ထားလားဒီလိုခွာထိန်ထားလားဟိုဘက်ချောလိုက်ဒီဘက်ချောလိုက်လို့သူတို့လက်ဥတွေပြုတ်သွားတဲ့အကောင်ကိုခွာထိန်ခွေးပြုတ်စောက်စီပုံလက်ဥပုံလက်ဥပြုတ်တွေခွာထိန်ခွေးပြုတ်စောက်စီပုံလက်ဥပြုတ်တွေနားထောင်နော်အဲ့ဒါရှင်းပြမယ်အဲ့ဒါတွေကဘယ်သူတွေလဲဆိုတော့ဒီနေ့မှာကျွန်မမျက်ဝါးချက်တွေမြင်လိုက်တာကတော့ဥရွှေမန်းနဲ့ဥခေအောင်မြင်မယ်ခွားတိုင်ခွေးပြုတ်လက်ဥပြုတ်နှကောင်ခွားတိုင်ခွေးပြုတ်တဲ့နှကောင်နော်ဟုတ်လားခွားတိုင်ခွေးပြုတ်လက်ဥပွန်သွားတဲ့အကောင်နှကောင်ကဥရွှေမန်းနဲ့ဥခေအောင်မြင်မယ်ဒီနေ့อ่ะဆိုတော့အဲ့ဒီမှာကာကွယ်ဖက်မှာတို့ဒီအဓိကပေါ့နော်ဒီကာကွယ်နဲ့လုံခြုံရေးကောင်စီဆိုပြီးဖွဲ့ပြီးတော့မှအဲ့ဒါနဲ့ပဲနိုင်ငံတော်ကိုအုပ်ချုပ်မယ်ဆိုတော့မှဒီ2008ရဲ့ရှေ့ဥလက်ပြုတ်ကြီးကိုအဆုံးတတ်တဲ့ main ကိန်းလေးတဲ့အကိန်းနောက်ဆုံးပိတ်အပိတ်မှာဟာချလောင်ဆိုဟာပလက်တောင်လန့်လဲတဲ့ဒါကြီးနဲ့မလို့တော်အောင်ဆန်းစုကြည်ဘယ်လို့မှလုံလို့မရပဲဒီလောက်ကြီးအကျွေးတွေကြေအောင်လို့မြန်မာပြည်အတွက်မျက်စိနှစ်ကွင်းအလေးရအောင်လုပ်သွားပြီးတဲ့ဒေါ်ဆန်းစုကြည်ကငါတို့ရဲ့ hero အမှန်ပါလားလို့2008ရှေ့ဥကိုဖတ်လေဒေါ်အောင်ဆန်းစုကြည်ကိုကျေးဇူးတင်နေပဲထပြောမယ်နော်2008ရှေ့ဥကိုကြေညက်အောင်ဖတ်လေ2008ရှေ့ဥကိုနားလေလေဒေါ်ဆန်းစုကြည်ကမြန်မာနိုင်ငံတော်အတွက် hero ပါလားဆိုတဲ့အတိအဝင်လေပဲ okay ဆိုတော့နောက်ထပ်ပြောမယ်အဲ့မှာကာကွယ်ရေးဦးစီးချုပ်တဲ့နောက်ထပ်နော်9ယောက်ကတော့အပေါ်ဘက်မှာကိုယ့်ဘက်ကခွားတိုင်ခွေးပြုတ်2ယောက်ပါတယ်အားလုံး9ယောက်မှာ2ယောက်ကခွားတိုင်ခွေးပြုတ်ဆိုကိုယ့်ဘက်ကိုလက်ခံပြီးမဲ့3ယောက်အပေါ်မှာ9ယောက်အောက်ကဟာဒီအကုန်လုံးစစ်တပ်ဘက်ကလူတွေကြီးပဲနော်ကာကွယ်ရေးဦးစီးချုပ်သူ့ကာကွယ်ရေးဦးစီးချုပ်တဲ့နော်ပြည်ထဲရေးဝင်ကြီးတဲ့နိုင်ငံခြားရေးဝင်ကြီးတဲ့နော်နယ်ဆက်ရေးရဝင်ကြီးတဲ့ဆိုတော့နိုင်ငံခြားရေးဝင်ကြီးနဲ့နယ်ဆက်ရေးရဝင်ကြီးကိုစစ်တပ်ဘက်ကလူခန့်ထားမှာတော့မြဝတီဘက်အပေါက်တို့နော်တရုတ်ဘက်ကအပေါက်တို့အဲ့အပေါက်တွေအကုန်လုံးကိုတရင်သားတွေလက်တုံးတွေနားထောင်နော် EAO တွေလက်တုံးကြီးကို2008ကို COC ဆိုပြီးလက်ခံပါတယ်ဆိုတော့လက်တုံးကြီးဖြစ်အခြေကြီးခံတဲ့လက်တုံးကြီးနော်ဖြစ်ကိုအခြေကြီးခံတာနေပေါင်းရာရှိဘိုးဆက်ပီစင်ငါတို့ပါဖြစ်အခြေကြီးခံခိုင်းတဲ့ပုံမှန်ကအဲ့မှာစတာဆိုတော့နိုင်ငံခြားရေးဝင်ကြီးကောနယ်စပ်ရေးရဝင်ကြီးကောစစ်တပ်ဘက်ကကိန်းထားမှာတော့ဒေါ်အောင်ဆန်းစုကြည်ကဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာငါတို့ကိုမကယ်ဘူးအော်နေတာနင်တို့ဘယ်လိုလာကယ်ရမှာလဲစစ်တပ်ကြီးကိုဒေါ်အောင်ဆန်းစုကြည်ကအာနိုးကြီးတို့တခါလဲလောင်ချာကြီးနဲ့ထုပြီးတော့မှမျက်ရည်ဘုံရည်နဲ့ထုပြီးတော့မှနင်တို့ကိုလာကယ်ရမှာလားအချင်းကြက်ထဲမှာပေးလိုက်တာဒီ2008ရှေ့ဦးရဲ့အချုပ်ထဲကနေမှဒေါ်အောင်ဆန်းစုကြည်ကိုပေးလိုက်တာဒီလောက်နိုင်ငံရင်တော်ရဲ့အရေးကိုဒီလောက်လုံနိုင်တော့တာပဲနင်တို့ဦးစိတ်ဆက်မြေထိန်ကြော့သွားကြအောင်ထပ်ပြောရနော်နင်တို့ဦးစိတ်ဆက်မြေထိန်ကြော့သွားအောင်တကယ်ကိုအမျိုးသမီးအာဇာနည်မလို့ပြောလို့ရတယ်နော်ဒေါ်အောင်ဆန်းစုကြည်ကရှင်းလားငါတို့ထိန်ကြော့သွားလိုက်အောင်ဆိုတော့ကာကွယ်ဦးစီးချုပ်โอเคအပေါ်မှာတမရနဲ့ကာကွယ်ဦးစီးချုပ်ရင်ပြိမ်မဲရွေးကြမယ်ဟေးကျမတို့မဲရွေးလိုက်မယ်ဒေါ်အောင်ဆန်းစုကြည်ပြဿနာတက်ပြီးထောင်ထဲရောက်ပြီးကျမတို့မှာအရေးပေါ်အဖွဲ့အစည်းလုံးဝမရှိဘူးနံပါတ်1နံပါတ်2ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံမဲ့ဘယ်သူရှိမလဲတမရကြီးရှိမယ်ဒုတမရကြီးဒေါ်အောင်ဆန်းစုကြည်အောက်မှာရှိရတမရကြီးရှိမယ်ဒုတမရကြီးရှိမယ်နော်ဒါအတိမ်ပင်ခံဒေါ်အောင်ဆန်းစုကြည်တောင်ဖမ်းနေဆိုတော့ထားလိုက်ပါတော့ဆိုတော့ဒါတမရကြီးပြီးမှအတိမ်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကျမတို့ကအကြမ်းဖြင့်ပြောရင်တမရကြီးရှိပဲဒုတမရတစ်ယောက်ရှိမယ်ဒုတမရတစ်ယောက်ကမပါဘူးကျမတို့ဘက်ကိုဟုတ်လားအပေါ်မှာပြည်သေးရေးနဲ့အမျိုးသားရေးကကျမတို့ဘက်ကအမျိုးသားရေးပါမယ်ဆိုကျမတို့ဘက်ကမဲရနမဲကျန်တဲ့မဲနမဲကဒီလွတ်တော်ရွှေမန်းနဲ့ဥခေအောင်မင်းကတော့အခုမြင်တဲ့တိမ်မဲနော်ဂွေးပြုတ်သွားပြီခွားတိုင်ဂွေးပြုတ်နော်လက်ဥပွန်သွားပြီဆိုတော့ခွားတိုင်ဂွေးပြုတ်လက်ဥပွန်သွားပြီဆိုကျမတို့ဘက်မှာမရှိဘူး
အဲ့ဆိုတော့ဟိုဘက်ကမဲကိုကြည့်မယ်ကျမတို့ဘက်ကဘယ်နှမဲပဲရှိတယ်3မဲပဲရှိရနော်3မဲပဲရှိတယ်7မဲမှာကျမတို့ဘက်မှာ3မဲပဲရှိတယ်အစောကြီးကလေးက3မဲနဲ့ကျမတို့ကကနေရတဲ့အကဆိုတော့ NLD ကပြည်သူလူထုကရွေးချယ်လိုက်တဲ့လူကအာဏာပြေဝမရှိရှင်3မဲထဲနဲ့ကျမတို့ကခဲ့ရတဲ့အကဆိုတော့3မဲ7မဲမှာ3မဲပဲရှိရကြံတဲ့မဲတွေကဒီကြံတဲ့8မဲတွေကဘယ်သူတွေလဲလို့ပြောလို့ရှိရင်ကာကွယ်ရေးဝန်ကြီးချုပ်ခုနခွားတိုင်ခွေးပြုံငရောက်ရွတ်ပြသွားပြီကာကွယ်ရေးဦးစီးချုပ်ကမင်းအောင်လိုက်ဒုကာကွယ်ရေးဦးစီးချုပ်ကဟဲ့ဒါကိုနင်တို့စောက်လုံးရမကန်မမြင်နိုင်သေးဘူးဆိုတော့2008ရှေ့ဦးကိုထပ်ပြောထားတာနော်ဆိုတော့ပြည်သူအာဏာပြည်သူလက်ထဲမှာဆိုတာပြားရည်နဲ့ဝင်းချတဲ့ခေါင်းစဉ်ပဲရှိတယ်တမရရဲ့အာဏာအထွတ်ထိပ်ပါရှိပါတယ်ဆိုတာလေပြားရည်နဲ့ဝင်းချတဲ့အပေါ်ပိုင်းတစ်ကြောင်းမှပဲရှိတယ်အောက်မှာပြန်ကိန်လိုက်တဲ့တမရယူပြန်ကိန်လိုက်တဲ့ဟာကအခုဒီနေ့တမရရည်နဲ့ဒေါအောင်ဆန်းစုကြည်ဒီလိုဖြစ်ဆိုးသွားတာပဲဒါကိုမှမသိသေးတဲ့တရင်သားတွေကဒေါအောင်ဆန်းစုကြည်အာဏာရတော့ငါတို့ကိုလာမကြည့်ဘူးငါတို့ကိုလာမကြည့်ဘူးအဲ့ဒီစကားထွက်အောင်လို့ကိုဒီရဲ့ပုံမှလူ7ဦးနဲ့နော်ဒါသူတို့ဖွဲ့စည်းလိုက်တဲ့အဖွဲ့အစည်းမှာပြန်ကြည့်နော်ပြန်ကြည့်လူဆိုတာကလေစာအုပ်ကိုတအုပ်ကိုတေချာဖတ်မယ်ဒီ case တစ်ခုကို hand over လုပ်မယ်ဒီ case ကိုစကားပြောမယ်ဆိုစာအုပ်ကိုအစဆုံးဖင်လန်ကောင်းလန်ဖတ်ငါတို့လေပမာစကားအများကြီးပြန်ဖတ်တာအများကြီးနားလေလို့လားဆိုကိုတင်နေတဲ့အစိမ်းမန်းနဲ့ကိတ်ညီလာတဲ့ခါကျတော့ကုံလုံးပြန်ဖတ်တယ်တော်ဒီ2008ရှေ့ဦးကိုမရင်ဖတ်တာကြည်ညက်ပြီးတော့မှပဇာတ်မှာဝါးစားနိုင်ရတာလို့အထူထိန်ဖတ်တယ်ဘလောက်တော့ဆောက်တလွဲလုပ်တဲ့စာဟာလေပြီးသူ့ကိုနပိတ်နားလေပါရတဲ့ဟာလေလို့ဆိုဆိုတော့ခုနကသူတို့နောက်ဆုံးပိတ်မှာဒီရဲ့အပေါ်မှာရေးထားတဲ့အားလုံးကိုလူ7ဦးကကိန်းတွဲပါမယ်ဆိုနောက်ဆုံးအချုပ်ပိတ်မှာသူတို့ဒီခုနတမရကြီးဒီပုံမှန်16 58 199မှာရှေ့ဦးအားလုံးဒီတမရရပိတ်မှာလေဘာညာပေါ့အပေါ်မှာလည်းပြည်သူပါဆိုရဲအောက်မှာ100နဲ့121မှာသူဘာရေးလိုက်လဲဆိုအဲ့ဖွဲ့အားလုံးကိုဘသူကကိန်းရှုံမှာလဲအပေါ်မှာရှေ့ရဲ့ဖွဲ့စီအားလုံးကိုဘသူကကိန်းရှုံမှာလဲဆိုလူ7ဦးပဲကိန်းချုပ်တာလူ7ဦးပဲကိန်းချုပ်တဲ့ဟာကိုသူတို့ကဘာဖွဲ့လိုက်လဲဆိုကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုပြီးဖွဲ့လိုက်တယ်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုပြီးဖွဲ့လိုက်တယ်ဒါအဆုံးတက်ဆိုတော့ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဖွဲ့လိုက်တဲ့အချိန်မှာလူ7ယောက်နဲ့ဖွဲ့ချလိုက်တယ်လူ7ယောက်နဲ့ဖွဲ့ချလိုက်မှာတမရကြီးဥက္ကဋ္ဌဒါကတော့ဖြစ်တဲ့တမရကြီးဥက္ကဋ္ဌနော်ဒုသမရ2ယောက်တမရ1ယောက်ကဒုသမရ2ယောက်မှာ1ယောက်ကပြည်သူတည်တဲ့တိုင်ပဲစောက်တက်ကြီးကခန့်ထားတဲ့တမရကျမတို့ဘက်ကတမရ1ယောက်ပဲရှိရယ်နော်ဆိုတော့ပြည်သူလွတ်တော်အမျိုးသားလွတ်တော်ဆိုပြည်သူလွတ်တော်အမျိုးသားလွတ်တော်ကကျမတို့ NLD ဘက်ကโอเคဒါဆိုရင်ကျမတို့ဖက်မှာတေချာပေါက်မဲ3မဲရှိတယ်။ကျန်တဲ့ဟာတွေကဒုသမရနဲ့ကျန်တဲ့ဟာတွေကခွားတိုင်ဂွေးပြုတ်အစီပုံ2ကောင်ပါတယ်။အဲ့အခွားတိုင်ဂွေးပြုတ်အစီပုံ2ကောင်ကဘာတူလဲဆိုတော့ဥရွှေမန်းနဲ့ဥခေအောင်ပါတယ်။ဆိုတော့အစိုးရကလေးကကျမတို့ကနော်17ယောက်မှာကျမတို့ဘက်က3မဲသူတို့ဘက်က8မဲနဲ့ချရတဲ့ဒေါအောင်ဆန်းစုကြည်ကနေတော့မကယ်ဘူးဆိုဒေါအောင်ဆန်းစုကြည်က Power Ranger လာဟဲ့။ငါမေးပါဦးမယ်။အဲ့မှာတော့မှတာဝန်ယူထားတဲ့အရာမှာတမရရဲ့အာဏာတမရကြီးမှရှိပါတယ်ဆိုတဲ့ဟာတော့မှအဲ့အာဏာလေးရှိစုမဲ့စုအာဏာလေးနဲ့မရအောင်နိုင်ငံတကာပတ်ပြီးတော့မှအကျွေးတွေပတ်ရှည်ပြီးမြန်မာနိုင်ငံရဲ့အရေးကိုရအောင်လုပ်သွားပြီးတဲ့ဒေါအောင်ဆန်းစုကြည်ကနင်တို့တနေ့ကျေးဇူးတနေ့ကို10ခါထိန်ကြောတဲ့ထဲမှာနင်တို့ပါတယ်နိုင်ငံတော်ရဲ့အချုပ်ချာအာဏာလေး7မဲမှာ8မဲ3မဲနဲ့ကိုနော်8မဲ3မဲတစ်ဖက်သက်မဲကြီးနဲ့နင်တို့ကမြို့ပြည်သူဘလောက်ပဲဒေါအောင်ဆန်းစုကြည်ကိုချစ်ပါတယ်ပြောဒေါအောင်ဆန်းစုကြည်ကိုဘလောက်ကြီးပဲဘာကြီးပဲပြောမင်းအောင်လည်းရဲ့ခွက်ထဲကလွတ်ဖို့အတွက်လက်နဲ့ကိတ်တွန်းလာလွယ်ပြီးဘာမှမရှိဘူးဆိုတာထပ်ပြီးတစ်ခေါက်လာပြောရတာစဉ်းစားကြည့်နင်တို့စဉ်းစားရင်ထမင်းစားတက်တယ်ဆိုတစ်ဖက်သက်နော်3မဲ8မဲနဲ့အပြိန်စော်သွားတာခွားထိန်နှကောင်ကလည်းဟိုလိုဒီလိုနဲ့ခွားထိန်နှကောင်လည်းမလွန်ဆန်ရဲဘူးစစ်တပ်ကိုမလွန်ဆန်ရဲဘူးကာကွယ်ရေးဦးစီးချုပ်အောက်မှာဒုတာရေးကာကွယ်ရေးဦးစီးချုပ်ဒုတာရေးကာကွယ်ရေးဦးစီးချုပ်ဆိုတာအပေါ်ကာကွယ်ရေးဦးစီးချုပ်ကဟဲ့တတိဆွဲဆိုဖေးမှာကုန်းပေးရတဲ့အကောင်ကိုသူတို့ခန့်လာတာနော်ပြည်သေးရေးဆိုတာစစ်ရဲဌာနအခုရဲကိုနင်တို့ကြည့်လိုက်လေရဲထဲမှာဘယ်လိုလဲစစ်တပ်ကပဲစစ်ခုံရုံပဲတင်မယ်စစ်တပ်ကပဲအုပ်ချုပ်သွားတာစစ်ဖက်နဲ့အောက်ပဲအကုန်ဝင်ရတာဆိုတော့ပြည်သေးကြီးကဘာလုပ်လဲဆိုတော့ပိုးတော့ဆိုးရဲရှစ်ဖေနောက်ဖေမှာကုံပေးအောင်မှာသူ့မိန်းမပါအစ်စ်ပေးအောင်မှာပြည်သေးကြီးကနော်အပေါ်ကကာကွယ်ရေးဝင်ကြီးချုပ်ကပြောရင်နော်ဟုတ်လားနေဆက်ရေးဝင်ကြီးတို့ပြည်သေးရေးဝင်ကြီးတို့အကောင်လုံးစစ်တပ်ဘက်ကခန့်လာကျွန်းတစ်သူတို့လောက်ခိုးတာသူတို့ပဲရှိရဲကျွန်းတစ်ခိုးသလားလဲမမင်းနဲ့
ကျွန်းအခုဆိုနိုင်ငံတော်မတည်မြဲဘူးဆိုတရုတ်နင်တို့တရုတ်ပါလဲဆိုတော့ဘုံနှကောက်နင်တို့ဘာလို့ဖမ်းမလဲတရုတ်ဖင်တုံးနဲ့ထိုးနေတော့ဖမ်းတာဗော local PDF တွေနင်တို့မကြိုက်ဘူးလေ local PDF တွေကနင်တို့ဘိုးတော်ညီကိုပဲကြိုက်မလဲဘိုးတော်ညီကတရုတ်ပိတ်လဲကို6တိတ်တုံးနဲ့စော်ထဲလိုက်တာဟုတ်ဒါကနင်တို့ဘိုးတော်ညီကိုဖမ်းတာဗောနော်တရုတ်ပိတ်လဲကို6တိတ်တုံးနဲ့စော်တာဘိုးတော်ညီတော့စော်တာဒါဘိုးတော်ညီကိုဖမ်းတာဗောနင်တို့တရုတ်ကြီးအလိတ်တရုတ်ကြီးအကျိတ်နင်တို့ဒီတရုတ်ကြီးဒီရဲ့ main တွင်းနေထဲကိုတွားဖို့ဆိုတရုတ်စကားတက်မှ main တွင်းနေတွားလို့ရတယ်နင်တို့စစ်တပ်ကဟာတွေတောင်မှတရုတ်စကားတင်ကြရတယ်စောက်စစ်စောက်ရှက်ငါတို့စင်ကာပူနိုင်ငံမှာတထေးဖြစ်တာငါလူမျိုးပြန်ခေါ်ဖို့အတွက်စင်ကာပူရဲ့9ယောက်ခန့်မှငါလူမျိုး1ယောက်ကိုငါအလုပ်သမား1ယောက်ပဲရတယ်ငါတို့မြန်မာနိုင်ငံမှာနင်တို့ဒီတရုတ်ရဲ့အကွက်တွေကိုရောင်းထားတဲ့နေရာကိုဗမာစစ်သားဝင်သွားဖို့အတွက်တော့တရုတ်စကားတက်မှဝင်လို့ရတယ်သိလားနင်တို့ကဖင်ကိုစီပလင်းကြီးနဲ့အခြေခတ်နင်တို့ကြီးခံတာလားဆိုနင်တို့တမိသားစုလုံးမှာပတ်ခံလို့အားမရလို့ပြည်သူတွေပါတရုတ်ဖင်ခံပါဆိုပြီးစီပလင်းလာပေးတာငါတို့ကမခံနိုင်လို့ဆန္ဒပြတာရှင်းလားဆိုတော့ဒီတော်လိုင်းကြီးကဘာကြောင့်လောက်တာလဲပြည်သူလူထုတွေရောဒီကလေးတွေရောမြေပြင်မှာရှိတဲ့ကလေးတွေရောဒေါ်ရင်းတို့ရောအားနေရနေလို့ဖြင်ရှေးခံမှုနင်တို့စီကိုလာပြီးတော့မှတော်လန်ရေးလောက်တာမဟုတ်ဘူးလက်တုံချောင်းထောင်ပြီးတော်လန်ရေးလောက်တာမဟုတ်ဘူးဘာကြောင့်တော်လန်ရေးလောက်တာလဲဆိုတာဒါပဲကြာရင်မြန်မာပြည်ကိုတရုတ်ကအနုနီနဲ့ဝါလို့ကုံတော့မှာနင်တို့ကဘင်္ဂလီကလာပြောတယ်ကလာကိုပဲအရှိကနေမဲပြီးကလာကိုဆန္ဒပြနိုင်ငံတကာထိသွားပန်းဆဲလို့သူတို့ပဲမမောင်အေးတို့သူတို့ပဲကလာတော့မေတမီမေထောက်ခံတဲ့ကလာပဲတော့ဆော့နေအနောက်ကတရုတ်ကဖီဝင်အုပ်သွားတာကြတော့မမြင်ဘူးနော်ဆိုတော့ကာကွယ်ရေးဦးစီးချုပ်ကနိုင်ငံတော်ရဲ့အချုပ်ချာအာဏာအချုပ်တက်လိုက်လို့ရှိရင်ဘယ်သူလက်ထဲမှာရှိလဲဆိုတော့ကာကွယ်ရေးဦးစီးချုပ်လက်ထဲမှာရှိရဘလို့စဉ်းစားဒီနေ့ဖြစ်သွားတဲ့အဖြစ်ပြက်အားလုံးအရာအားလုံးမြန်မာပြည်ရဲ့အချုပ်ချာအာဏာအားလုံး2008ရဲ့ရှေ့ဦးဥပဒေအရာနိုင်ငံတော်ရဲ့အချုပ်ချာအာဏာပြည်သူအာဏာပြည်သူစီမှာရှိရမဟုတ်ဘူးမရောက်လက်ထဲမှာရှိရဘာလို့ကာကွယ်ရေးဦးစီးချုပ်ရဲ့လက်ထဲမှာရှိရဘာဖြစ်လို့လဲဆိုနောက်ဆုံးအချုပ်ပိတ်ကိန်းတော်လာကာကွယ်ရေးဦးစီးချုပ်ကခန့်ထားတဲ့လူတွေကြီးပဲအနောက်မှာနေရာယူထားပြီးတော့မှအရှင်တစ် stand by ready 1 2 3ဆိုတာနဲ့ငါပြည်သူတွေကိုနမရှွန်းတိတ်ပြီးပြည်သူတွေကိုအဆုံးထိတတ်တာဒီနေ့လေရင်ကျဲတဲ့ဒီရုပ်မှာအောက်တန်းကျပြီးတက်နေတဲ့ဒီလူတွေကို2008ကိုလက်ခံပြီးတော့မှဆက်ပြီးလက်ခံပြီးတော့မှမင်းအောင်လင်ကိုဒူးထောက်ရလောက်တေးထီငါတို့ကအတက်မပေါ်သလိုအောက်တန်းမကျဘူးဒါကြောင့်မို့မတင်မရှင်းတဲ့တို့တိတ်သွားမယ်ထင်မှာငါထိတ်ဆုံးကလာပြောသွားတယ်ရှမ်းမရထိတ်ဆုံးကလာပြောသွားတယ်โอเคဆိုတော့ဒီနေ့ကတော့